အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာထပ်မံမိတ်ဆက်ရောင်းချပေးမယ်မြေကွက်လေးကတော့နောက်ညွတ်ပတ်လန်းဒီမှာတရှိတယ်မြေကွက်လေးတစ်ကွက်နဲ့ကျွန်တော်မိတ်ဆက်ရောင်းချပေးမှာဖြစ်ပါတယ်အခုမြင်နေရတာကတော့အနောက်ညွတ်ပတ်လန်းမှာအနောက်ညွတ်ပတ်လန်း Sky Hopper အကျော်ညာဘက်ကိုချိုးဝင်လာလိုက်တာနဲ့ဟုတ်ခုဒီလမ်းလေးကိုဝင်လိုက်တာနဲ့ကားလေးရထားတဲ့နေရာကမြေကွက်ဖြစ်ပါတယ်နောက်ညွတ်ပတ်လန်းဒီမှာတရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ခြံလေးကိုဆက်သွားကြည့်လိုက်ရအောင်နောက်ညွတ်ပတ်လန်းကနေကွေ့ဝင်လိုက်တာနဲ့အခုမြင်နေရတဲ့ခြံလေးကိုရောက်ရှိမှာဖြစ်ပါတယ်ဒီရှေ့ကခြံလေးဖြစ်ပါတယ်ကြောက်ရိုးစီထားပြီးသားပါအော်တိုတိုင်းပတ်လည်းခတ်ထားပြီးသားပါမြေညီတယ်မြေပြန့်စရာမလိုပါဘူးဒါကတော့ခြံလေးရဲ့အရှိလမ်းပါဒါတော့ခြံလေးရဲ့ဘေးလမ်းမှာလမ်းနှစ်ဖက်ပေါက်တောင်းကွက်ဖြစ်ပါတယ်ခြံလေးရဲ့အကျယ်ကတော့မျက်နှာစာ40နောက်ကိုပေ80အကျယ်မှာတည်ရှိတဲ့ဂရမ်မြေကွက်လေးပဲဖြစ်ပါတယ်မီတာပေါက်လည်းပါပြီးသားပါရေလည်းတွေ့ထားပြီးသားပါကလောမျိုးမစီကနေခြံလေးကိုလာမယ်ဆိုရင်3မိနစ်အတွင်းခြံလေးကိုရောက်ရှိမှာဖြစ်ပါတယ် Sky Hopper နဲ့လည်းနီးပါတယ်ခြံလေးကစီပင်ရေလေးရတယ်ခင်ဗျဒါကတော့ခြံဘေးနားလေးကစီပင်ရေပိုက်လိုင်းလေးတွေပါခြံလေးရဲ့မြေပြင်အနေထားလေးကိုကျွန်တော်ရိုက်ပြပေးမှာဖြစ်ပါတယ်။ Online ကပ်ပြီးသားကြောက်ရိုးစီပြီးသားပါ။အသင့်တန်းဆောက်လို့ရပါတယ်။ဒါလေးကတော့ခြံလေးရဲ့မြေပြင်အနေထားလေးပါ။မြင်ကြည့်ပါတယ်။ခြံနေအမြင့်ပိုင်းဖြစ်တော့ခါကျတော့ကြည့်မယ်ဆိုရင်သူကတောင်တန်း view တွေလည်းလှမ်းပြီးတော့မြင်ရမှာဖြစ်ပါတယ်အနောက်မြို့ပတ်လန်အနီးမှာတည်ရှိတဲ့ပေ40 80ဂရမ်မြေဖြစ်မယ်ရေမီးပါပြီးသားအသင့်တန်းဆောက်လို့ရမယ်အွန်လိုင်းပတ်လက်ခတ်ပြီးသားဒီမြေကွက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မြင်မြင်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ